ဒီနေ့ပြည်သူ့နေဦးတော်လှန်ရေး9နှစ်ပြည့်ပြီဒီ9နှစ်တာကာလအတွင်းကိုယ့်ရဲ့ Facebook အကောင့်မှာတင်ခဲ့မှုတဲ့ profile picture တွေကိုပြန်ကြည့်ပြတယ်အဲ့ဒီ profile picture တွေကပြည်သူ့နေဦးတော်လှန်ရေး9နှစ်တာကာလရဲ့အနေအမြင့်အတက်ကြတွေအပြင်ကိုယ့်ရဲ့ဖြတ်သန်းမှုကိုယ့်ရဲ့စိတ်အခြေအနေအနေအမြင့်အတက်ကြတွေကိုပါပြန်ပြောပြတယ်2021ခုနှစ် February လ1ရက်နေ့နိုင်ငံခေါင်းဆောင်တွေကိုမတရားဖမ်းပြီးစစ်တပ်ကအာဏာသိမ်းလိုက်ပြီလို့သိလိုက်ရတဲ့အချိန်မှာကိုရီအားလုံးဝမ်းနဲ့ကြေကွဲကြပြီးအဲ့ဒီဝမ်းနဲ့မှုကိုဖော်ပြဖို့ profile နက်တွေကိုချိန်ခဲ့ကြတယ်။အဲ့နောက်မှာငါတို့တွေဝမ်းနဲ့ကြေကွဲနေလို့မပြီးဘူးငါတို့အရှုံးပေးလိုက်လို့မရဘူးဒီလိုမျိုးမတရားမှုကိုရဲပြန်လဲဆန့်ကျင်တုံ့ပြန်ကြမယ်ဆိုပြီး profile အနက်ရောင်တွေကိုဖြုတ် profile အနေရောင်တွေပြောင်းခဲ့ကြတယ်။ပြီးတော့ငါတို့တနိုင်ငံလုံးဒီစစ်အာဏာသိမ်းမှုကိုလက်မခံဘူးဆိုတာကိုပြင်မှာလမ်းမတွေပေါ်ထွက်ပြီးဆန္ဒတွေပြခဲ့ကြသလိုပဲ online တွေပေါ်မှာလည်း we are against military coup ဆိုတဲ့စာသားပါတဲ့ profile ပြောင်းခဲ့ကြတယ်ပြီးတော့ငါတို့တွေမဲပေးခဲ့ကြတယ်ငါတို့ရဲ့ဆန္ဒမဲတွေကိုလေးစားပါဆိုတဲ့အဓိပ္ပာယ်ဆောင်တဲ့မင်းစွန်းနေခဲ့သောလက်တန်းတွေကလက်သုံးချောင်းထောင်ထားတဲ့ပုံနဲ့ respect our vote ဆိုပြီးပြောခဲ့ကြတယ်အဲ့နောက်2021ခုနှစ် February လ9ရက်နေ့မှာ CRPH ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဖွဲ့စည်းပြီးတဲ့နောက် We support CRPH ဆိုတဲ့စာသားပါတဲ့ profile တွေကိုတို့အသီးသီးပြောင်းခဲ့ကြတယ်2021ခုနှစ် February 9ရက်နေ့မှာတော့နေပြည်တော်မှာညီမလေးများတွတ်တဲ့ခိုင်ရဲ့ခေါင်းကိုတနက်နဲ့ပြစ်ခတ်ခံရပြီးနောက်ပိုင်းကျန်းဖတ်စစ်တပ်ကပြည်သူတွေအထူးသဖြင့်လူငယ်တွေကိုပြစ်ခတ်တပ်ဖြတ်မှုတွေနေရာဒေသတိုင်းမှာလှုပ်လာတာကြောင့်ဆုံးရှုံးလိုက်ရတဲ့ကျယ်ပွင့်တိုင်းအတွက်ကဘာမကြေဘူးဆိုတဲ့စာသားနဲ့ပုံကိုတင်ပြတယ်။အဲဒီနောက်မှာတော့တပေါင်းစစ်ချီတောင်းစစ်သည်တောင်းချီတက်လိမ့်မည်ဆိုတဲ့စာသားအတိုင်းခုတောင်းပြိုတွေနဲ့ခိုင်းတိုင်းလေးရှိကြတဲ့လူငယ်ကျန်းစီတွေဟာဖိနှိပ်ဖြိုခွင်းမှုတွေကိုကြမ်းကြမ်းခံရင်ဒီလန်ပေါင်းစုံနဲ့စစ်အာဏာသိမ်းမှုကိုစန့်ကျင်ကြောင်းပြခဲ့ကြတယ်။ဒူဝင်ကျဲပြီးရင်ဒုတိယမြောက်အလင်းလက်ဆုံးကျဲကိုလူငယ်လို့ရေးလိုက်ဆိုတဲ့စာသားနဲ့လိုက်ဖက်လွန်လှစွာပဲလူငယ်တွေဟာစမ်းသစ်တဲ့စိတ်ကူးစိတ်တမ်းတွေရဲရင်ခိုင်မာတဲ့စိတ်ဓာတ်တွေကိုစိုင်းမမတ်ပြသတော်လှန်ခဲ့ကြတယ်။ CRPH က2021ခုနှစ်မတ်လ31ရက်နေ့မှာနာဂိတ်ဥပဒေလို့ခေါ်ကြတဲ့2008ခြေဥကိုဖျက်သိမ်းလိုက်ပြီလို့ကြေညာလိုက်တဲ့အတွက်ဧပြီလ1ရက်နေ့မှာပဲတနိုင်ငံလုံးမှာပြည်သူတွေက2008ခြေဥကိုမီးရှို့ခဲ့ကြတယ်။မီးလောင်နေတဲ့စာအုပ်အစိမ်းပုံတွေကလည်းကိုရိုရဲ့ Facebook profile တွေအဖြစ်နဲ့နေရာယူခဲ့ပြန်တယ်။စစ်တပ်ရဲ့ပြစ်ခတ်တပ်ဖြတ်မှုတွေကြောင့်ကြာဆုံးခဲ့ကြရတဲ့ပြည်သူတွေရဲ့နာမည်တွေပါတဲ့လက်သုံးချောင်းပုံရိပ်ကကျန်ရည်သူတို့ရဲ့စိတ်ပိုင်းဖြတ်မှုကိုဖော်ပြနေတယ်။အရေးတော်ပုံအောင်ရမည်။ဘူးလေးရဖျုံဆင့်ဆိုသလိုကိုဗစ်ဒုဋ္ဌလိုင်းကအကိုရိုနိုင်ငံကိုထက်ရိုက်ခတ်တယ်။အာနာယူတွေရဲ့လက်အောက်မှာပြည်သူတရလုံးဟာအောက်ဆီဂျင်တောင်လောက်ကမရှူနိုင်ရှာကြပဲလွတ်လပ်စွာအသက်ရှူခွင့်ကိုထပ်တောင်းဆိုကြရတယ် right to breathe တဲ့အပြင်ကလူတွေရုန်းကန်တော်လှန်ကြသလိုထောင်တွင်းအကျဉ်းချခံထားကြရသူတွေကလည်းထောင်ထဲကနေတိုက်ပွဲဝင်ကြတယ်2021ခုနှစ်ရန်ကုန်ဗိုလ်ထောင်မြို့နယ်44လမ်းတိုက်ပေါ်ကနေလူငယ်9ဦးအလွတ်ကြီးခုန်ချသွားတယ်အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးခံလူငယ်2ယောက်ဒဏ်ရာတွေဘလဘွားနဲ့လက်သုံးချောင်းထောင်နေတဲ့မြင်ကွင်းကလည်းကိုရိုရင်ဘတ်ကိုဓာတ်ဆင်းဆင်းစိုက်လိုက်တယ်လို့2022ခုနှစ်ဇူလိုင်လ25ရက်နေ့မှာကိုဂျယ်မီနဲ့ဇေယျတော်တို့ကိုတတ်လိုက်ပြီးဆိုတော့ကျမ်းပတ်စစ်တပ်ရဲ့ကြေညာချက်မှာကိုရီအားလုံးစောင့်တည်ရမရဖြစ်ခဲ့ကြငါတို့ရဲ့ခေါင်းဆောင်ပြည်သူရဲ့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားတွေအားလုံးအများဆုံးလွတ်မြောက်ကြဖို့လိုတယ်ဒါပေမဲ့ငါတို့တောင်းဆိုနေုံနဲ့တော့သူတို့လွတ်မှာမဟုတ်ဘူးဒီတော်လှန်ရေးအောင်မှပဲဖြစ်လိမ့်မယ်2022ခုနှစ်စက်တင်ဘာလ16ရက်နေ့လက်ရကုန်းကျေးရွာလေကြောင်းတိုက်ခိုက်မှုမှာတိတ်ဆုံးခဲ့ရတဲ့တားငယ်လေးဖုံးတေစားရဲ့ကြံရစ်ဗလာစာအုပ်လေးနဲ့သူနောက်ဆုံးပြောခဲ့တဲ့စကားမေမေတားနာလာပါပြီတားကိုတတ်လိုက်ပါတော့တဲ့2023ခုနှစ်ဧပြီလ17ရက်နေ့ပစီကြီးရွာကိုဘုံကျဲတော့တစားစီပျောက်ထွက်သွားတဲ့သမီးငယ်ရဲ့အပိုင်းစာတွေကိုလိုက်ရှာရင်း
ဖခင်တယောက်ကြေကွဲစွာပြောလိုက်တဲ့စကားကကျွန်တော်သမီးလေးထမင်းတစ်စလုံးတော့စားလိုက်ရမှာမဟုတ်ဘူးတဲ့ငါတို့ရဲ့ကလေးတွေကိုတက်ဖြတ်နေတာတွေရက်ကြလို့အော်ဟစ်နေတဲ့ကိုကဘာကြီးကလုံလုံလောက်လောက်ကြားကြရဲ့လားရက်ဆက်မှုတွေများစွာကြားမှာပဲတော်လန်အေးဟာတကယ်ကိုတလှိုင်းပြီးတလှိုင်းလာခဲ့ပါတယ်ရေဦးအိမ်ပြန်လန်းတွေကိုကိုစီအိမ်မက်ကြရင်တချို့တွေလည်းစစ်မိတ်စာတွေပိတ်ခတ်ထားခဲ့တဲ့အိမ်ချန်တကားကတော့ကလောက်တွေကိုရိုက်ချိုးဆွဲဖွင့်အိမ်ပြန်အိမ်မက်တွေတကယ်ဖြစ်ခဲ့ပြီဒါပေမဲ့ဆရာနာရှင်တွေရဲ့လူမဆန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကတော့အတော်မတက်သေး2023နိုဝင်ဘာလ9ရက်နေ့ကံကောမြို့မြောက်ခင်ရန်ရွာမှာရဲဘော်ဖိုးတင်နဲ့ရဲဘော်သားထောင် PDF လူငယ်2ဦးစစ်တပ်နဲ့ပြူစောထီးတွေရဲ့အရှင်လက်လက်မီးရှို့တပ်ဖြတ်ခြင်းကိုခံရရတယ်။ခွဲခွာခြင်းဟာຫນွေဦးရဲ့ယာတီစာပဲပြန်ဆုံကြတဲ့အခါပြန်မဆုံနိုင်ကြတော့တဲ့သူတွေရှိရာငါတို့တွားပြအောင်တွားကြမယ်လေ။ဖိနှိပ်မှုတွေအောက်မှာအခြားဘလို့မှမတတ်နိုင်တဲ့အစုံငါတို့တွေတိတ်ဆိတ်ခြင်းနဲ့ကဘာတုံဟီးအောင်စိတ်မိတ်စာတွေကြောက်လန့်အောင်အကြိမ်ကြိမ်ဟစ်ကြွေးအောင်မြည်ခဲ့ကြတယ်။ကဘာစင်မြင့်ထက်မှာမြန်မာနိုင်ငံကပြည်သူတွေရဲ့အတန်ကိုကိုစားပြုနိုင်မှုငါတို့တန်မတ်ကြီးရဲ့တည်ရှိမှုကိုလည်းငါတို့စဉ်ဆက်မပြတ်တောင်းဆိုနေကြရမယ်ဆိုပြီးကိုတို့တွေနှစ်စဉ်မပြတ်ကွက်ခဲ့ကြဘူးဒီလိုနဲ့ PDF တွေဟာ၄နှစ်အရွယ်နဲ့လူသားမြောက်ခဲ့ကြပြီအားလုံးကိုဥညွတ်ပါတယ်ဒေါ်လာရေးဟာကိုတို့ကိုဝမ်းနဲ့နာကျင်စရာတွေနေ့စဉ်ရက်ဆက်ပေးတယ်ဒါပေမဲ့ကိုတို့တွေလက်လျှော့လိုက်လို့မဖြစ်ဘူးငါတို့နိုင်မှလွတ်မဲ့သူတွေအတွက်ငါတို့နိုင်မှကျွတ်မဲ့သူတွေအတွက်ငါတို့တွေအောင်ဒီတီရှေ့ဆက်ကြရမယ်မောပန်းတဲ့အခါနွမ်းနယ်တဲ့အခါခဏနာအားဖြင့်ပြီးရင်ခရီးဆုံးတဲ့အထိဆက်ရွေ့ကြတာပေါ့ပြည်သူလူထုတရက်လုံးတခဲနဲ့ဆန့်ကျင်ခဲ့ကြတဲ့မဟာလာရဲ့အတူရောင်ရွေးကောက်ပွဲကြီးဟာလည်းမှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ပါဘူးဒါဒီလဲတော်လန်ရေးရဲ့အောင်ပွဲတစ်ခုပါပဲ2026မှာလဲကိုတို့တွေຫນွေဦးအိမ်ပြန်လမ်းတွေပေါ်ဆက်လျှောက်ကြမယ်ပြီးရင်ရန်ကုန်မှာပြန်ဆုံကြမယ်လေ